စ္စယလို့ဆိုတာကိလေသာဘဝပစ္စယသာတိလို့ပြောတဲ့အခါကျတော့ဘဝပစ္စယကျတော့ကမ္မဘဝအဲ့လိုဆိုလို့ကိလေသာနဲ့ကံနှစ်ခုပေါင်းစပ်ပြီးတော့ဘဝတစ်ခုဖြစ်စေတာဘဝပစ္စယသာတိခန္ဓာ၅ပါးရဲ့ဖြစ်မှုအဲ့တော့ဘဝကလွတ်မြောက်အောင်လုပ်ရင်ဘယ်လိုလုပ်ရမလဲမြတ်စွာဘုရားရဲ့တခုတည်းသောနိလန်ကတော့ဘဝကိုဘယ်သူတွေကထုတ်လုပ်နေတယ်လဲဘဝကိုဖြစ်စေတဲ့အကြောင်းတရားတွေကကိလေသာနဲ့ကံတွေပဲဖြစ်တယ်အဲ့တည်းမဲ့ကိလေသာကိုဖယ်လိုက်လို့ရှိရင်ကံကအကျိုးပေးလို့မရဘူးနော်ကိလေသာနဲ့ကံနှစ်မျိုးမှာဒီကကိလေသာကိုဖယ်ရမှာရှင်နာဂတိနာကဝိလိဏပေကြီးကိုဖြည့်တဲ့အခါမှာအရှင်ဘုရားနောက်ဘဝဖြစ်အောင်မလားလို့ဝိလိဏပေကြီးကိုမေးတယ်နောက်ဘဝအရှင်ဘုရားပရိသတ်နေအောင်မလားနောက်ဘဝဖြစ်အောင်မလားဆိုတဲ့မေးကိုမေးတော့ရှင်နာဂတိနာဘယ်လိုဖြေတော့ဆိုကိလေသာရှိနေသေးရင်တော့နောက်ဘဝဖြစ်အောင်မှာပဲကိလေသာမရှိတော့ဘူးဆိုရင်နောက်ဘဝမဖြစ်ဘူးလို့အဲ့ဒီအဖြစ်ကိုသတိထားမှာဖြစ်တယ်။သမန်တူတွေကြတော့ဘယ်လိုဖြစ်မလို့ရှင်ဗျာနောက်ဘဝဖြစ်မှာလားလို့ဆိုရင်ကံရှိရင်ဖြစ်မှာပေါ့ကံမကုန်သေးရင်ဖြစ်မှာပေါ့လို့ကံနဲ့ဖြေကောင်းဖြေလိမ့်မယ်။ကံနဲ့ဖြေတာကလုံးဝပြည့်စုံမှန်ကန်မှုမရှိဘူးအဓိကအကိလေသာဖြစ်တယ်ပေါ့နော်ဘဝကိုဖန်တီးတာကိလေသာနဲ့ကံနှစ်ခုပေါင်းပြီးတော့ဖန်တီးတာဒါကြောင့်ဖယ်ရှားရမှာကံမဟုတ်ဘူးကိလေသာကိုဖယ်ရှားကိလေသာនិရောဓေကမ္မនិရောဓောကိလေသာချုပ်ငြိမ်းမှကံဆိုတာချုပ်ငြိမ်းတယ်ကံဆိုတာကိုတိုက်ရိုက်ဖယ်ရှားလို့မရနိုင်ဘူး။ဘာဖြစ်လို့လဲဆိုတော့ကံဆိုတာကကိုယ့်ရဲ့ထဲမှာဖြစ်ပြီးသွားပြီ။အတိတ်ကံဆိုဖြစ်ပြီးသွားတဲ့ကံပဲဖြစ်တယ်။ဖြစ်ပြီးသားကိုဘယ်လိုလုပ်ဖယ်ရှားလို့ရမလဲ။ဖယ်ရှားလို့မရဘူး။အဲဒါကြောင့်ဖယ်ရှားရမှာကိလေသာပဲ။ဒါကြောင့်မို့တရားကျင့်တယ်ဆိုတာကိလေသာကိုဖယ်ရှားဖို့ကျင့်ကြတာဖြစ်တယ်။ကိလေသာမရှိတော့ရင်ကံလည်းမဖြစ်တော့ဘူးယရဏတုတ်ပရိမာခိနံပုရဏနဝနတိတပ္ပဝံဝိရဒစေတယတိကေဘဝတမေတေခိနာပိစာအဝိရောနိသန္တာယန္တာပုဂ္ဂိုလ်ရဲ့ဘဝကိုပြောတဲ့နေရာမှာတော့ကံကိုအဓိကထားပြောတယ်နော်ကံကိုအဓိကထားပြောတာသို့တော်လည်းဝိရဒစိတ်ဓာယတိကေဘဝတပိလို့ဆိုတာကိလေသာပဲကိလေသာကုံမကံကုန်တာယန္တာပုဂ္ဂိုလ်တွေမှာတဲ့ခိနံပုရဏအတိတ်ကလည်းကုန်သွားပြီဆိုတာတချို့ကြတော့နားလည်းမဟုတ်ဘူးကံကုန်သွားပြီဆိုတာအတိတ်ကကံတွေကအကျိုးပေးလို့မရတော့ဘူးဘာလို့အကျိုးပေးလို့မရတယ်လဲဆိုရင်ကိလေသာမရှိတော့လို့နော်အဲ့ကြတော့စဉ်းစားကောင်းစဉ်းစားလိုက်ပဲကံကုန်သွားတယ်ဆိုရင်ရှင်မောကလဘာကြောင့်အတိတ်ကကြောင့်အသက်ခံရတာလဲတော့ကြတပ်ပြခြင်းကိုခံရတာလေဒါကံရှိနေလို့ပဲလို့ပြောကောင်းပြောနိုင်တယ်ပေါ့နော်အဲ့တော့ကံအတိတ်မဖြစ်တာဘူးဆိုလို့ပေါ့နော်ကံဟောင်းနေကုန်သွားတယ်ဆိုတာပရိသေအကျိုးပေးဖို့ကုန်တာသို့တော့ပဝတ္တိအကျိုးပေးဖို့ကြတော့ရှိနေသေးတယ်လို့ပြောအောင်ရှင်မောကလဟာဘဝတစ်ခုမှာမိဘကိုတပ်ဖြတ်ခဲ့တဲ့ကံကျူးလွန်ခဲ့တယ်အဲ့ဒီကံကနောက်ကနေလိုက်နေတာအခွင့်သာတဲ့ကံမှာဝင်ကြိုးပေးတာအဲ့တော့အတိတ်ကံဟာမရှိဘူးဆိုတာဘဝမရှိမှရမှာပဲဖြစ်တယ်အဲ့ဒါဘာကံလို့ဆိုရင်အပရာပရိယဝိရဒိယကံလို့ခေါ်တယ်
အဲ့ဒါကနိဗ္ဗာန်မရမချင်းဘဝ